Hello အားလုံးပဲမင်္ဂလာပါຫນွေဒီနေ့ကကြတော့မုံလာဥနီလေးကိုချစ်ပြီးတော့မုံလာဥနီပန်ကိတ်လေးလုပ်မှဖြစ်ပါရဲ့ရှင်ကြက်ဥလေးထည့်မယ်ပြီးလို့ရှိရင်လည်း3လေးကြာဒီချီတူးနှုတ်မုတ်လေးထည့်မှဖြစ်ပါရဲ့ဒီချီတူးနှုတ်မုတ်လေးထည့်မှအရသာရှိသွားတာပါရှင်မဟုတ်လို့ရှိရင်အဲ့ဒီချိုတဲ့ရသာလေးမရဘူးပေါ့နော်ပြီးရင်အုပ်လေးထည့်မယ်ပြီးရင်မှွေပါမယ်ရှင်ပြီးလို့ရှိရင်တော့မကက်အိုလေးကိုစီလေးနည်းနည်းတုပ်ပြီးတော့စကြော်ပါရမယ်ရှင်မီးလေးအေးလေးနဲ့တစ်ပေါက်လေးနဲ့ပေါ့နော်စပြီးကြော်ပါရဲ့ရှင်ဒီရက်ကြီးကသူ့ဖေမရှိရဲ့ရက်တွေဆိုတော့ဒီကလေးကကြီးကြနေပါရဲ့ရှင်။ຫນွေနောက်ဖေမိဖို့ကြောင့်လာလို့တော့မရပါဘူးရှင်။ကြီးကြနေပါရဲ့။